စုကြည်ငွေဒေါ်လာ1000ထိရရှိနိုင်မယ်မြန်မာနိုင်ငံကပထမဦးဆုံးမျိုးသမီး game design တက်ပွဲကိုအောင်လို့ ready ပဲဟုတ်ပါတယ်ကျွန်တော်တို့ဒီလာမယ့် match 8ရက်နေ့မှာ International Women's Day ကိုဂုဏ်ပြုတဲ့အနေနဲ့ပေါ့နော်ကျွန်တော် game maker မြန်မာနဲ့ပြည်သေးရင်ကျေးမှုဌာန IFB နဲ့ပူးပေါင်းပြီးတော့ဒီမှာ game design competition ဆိုတဲ့ပြိုင်ပွဲကျွန်တော်ပြုလုပ်ဖြစ်ပါတယ်ဒီပွဲကိုပြည်သေးနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ဖူးဝင်းစားစီမံကိန်းကနေပတ်မိုးထားဖြစ်ပြီးတော့ game development industry မှာအမျိုးသမီးဖန်တီးရှင်တွေပို့ပြီးတော့လည်းပေါ်ပေါက်လာအောင်တော့ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံရဲ့ game ဖန်တီးသူတွေရဲ့အရေးချင်းကိုလည်း international မှာလည်းပို့ပြီးတော့ချပြနိုင်အောင်ရည်ရွယ်ပြီးတော့ကျင်းပတော့ပဲဖြစ်ပါတယ်ဒီမှာတစ်ခုအထူးခြားဆုံးကတော့ကုတ်ရေးစရာမလို programming ရဲ့ပိုင်းလုံးစရာမလို idea ရှိအောင်နေ join လုပ်ရတယ်အဲ့တော့အခုကြည့်နေတဲ့မိတ်ဆွေက 2D သို့မဟုတ် 3D artist သို့မဟုတ် game designer ဖြစ်ချင်တဲ့သူ UI UX ကိုစိတ်ဝင်စားတဲ့ game concept တွေထည့်ပြီးတော့လုပ်ချင်တဲ့အမျိုးသမီးတိုင်းပါဝင်လို့ရပါတယ်အဲ့ဒီတော့ကျွန်တော်တို့ဒီပွဲကိုဘယ်လိုပြန်ရမလဲပေါ့ပြန်ရမှာတော့ရိုးရှင်းတယ် game တစ်ခုလုံးကိုအစအဆုံးဖန်တီးရတာမျိုးမဟုတ်ဘဲနဲ့ game ရဲ့ကစားပုံကစားနည်းဒီ game design တွေပြီးရှင် game ရဲ့ animation နဲ့ art တွေအဲ့ဒါတွေကိုကျွန်တော်တို့ presentation အနေနဲ့ချပြပေးရမှာပေါ့အဲ့တော့ကျွန်တော်တို့ဒီပြိုင်ပွဲမှာက2ရက်ရှိပါမယ်ပထမ match 1ရက်နေ့မှာတော့ကျွန်တော်တို့ workshop ကိုမဖြစ်မနေ join ဖို့လိုအပ်ပါတယ်ဒီပွဲမှာ industry တွေက creative နဲ့ technology woman leader တွေနဲ့ချိတ်ဆက်ရမယ်ပြင်စုရရှိရတဲ့သူတွေအတွက်လည်းဒေါ်လာ1000စုချင်းကိုရရှိမဲ့အပြင်မှာ career အခွင့်အလမ်းတွေကိုလည်းတခါတည်းရရှိသွားမှာပဲဖြစ်ပါတယ်။ကျွန်တော်တွေကို February 28ရက်နေ့မှာပိတ်သွားမှာဖြစ်တဲ့အတွက်ကြောင့်အချိန်အသိမကျန်တော့ပါဘူး။ကိုယ်အနေနဲ့ game တွေဖန်တီးခြင်းနဲ့ဒီပွဲမှာပါဝင်ခြင်းနဲ့ဆိုလို့ရှိရင်အခုပဲ register လုပ်ဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်။ပြန်ပွဲကိုလည်းကျွန်တော် March 8ရက်နေ့ပြည်သိကြီးမှုဌာန IFB မှာပဲကျင်းပသွားမှာဖြစ်တဲ့အတွက်ကြောင့်အခုပဲစီရင်သွင်းထားလိုက်ပါ။ကျွန်တော်ဒီစီရင်သွင်းရမယ့် link ကိုလည်း post ရဲ့ comment section မှာမှတ်ထားပေးပါမယ်။ကိုယ့်ရဲ့ game ဖန်တီးလို့ရမယ့်အိမ်မက်တွေကိုဒီမှာ game design ပြိုင်ပွဲမှာလာပြီးပုံဖော်လိုက်ပါ။အားလုံးပဲ see you there